န်နီက14နှစ်အရွယ်ကောင်းမလေးတစ်ယောက်ပါ။သူမကကျောင်းထဲကစတာတစ်ယောက်ဖြစ်တဲ့ကင်မရွန်ရဲ့ညီမလေးတစ်ယောက်ဖြစ်တာကြောင့်အားလုံးကသူ့ကိုလူသိများပါတယ်။ဒါပေမဲ့လို့အန်နီကအေးဆေးဆေးလေးပဲနေတတ်ပြီးတော့အဖေနဲ့အမေကလည်းအန်နီကိုကလေးလေးတစ်ယောက်လိုပဲသဘောထားကြပါတယ်။အန်နီ14နှစ်ပြည့်တဲ့မွေးနေ့မှာသူ့ရဲ့ဖေကမတ်ပုတ်တစ်လုံးကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲဒီနေ့ကစပြီးတော့ဆယ်ကျော်တက်တို့ရဲ့ထုံးစံအတိုင်းအန်နီမှာအွန်လိုင်းကနေစကားပြောနေကြတငယ်ချင်းတစ်ယောက်ရှိလာပါတယ်။သူ့ရဲ့နာမည်ကတော့ချာလီပါ။ချာလီဟာသူမတို့ရဲ့ရွယ်တူကောင်လေးတစ်ယောက်ဖြစ်တဲ့ပြေကိုမှမိဘမျိုးရိုးကလည်းအဆင်ပြေတာမို့လို့အိမ်ကလည်းတိတ်ပြီးတော့တားမြစ်တာတွေမလုပ်ပါဘူး။သူမရဲ့ဖေကတော့ချာလီရဲ့အကြောင်းကိုစုံစမ်းပေးခဲ့ပြီးတော့အန်နီပြောခဲ့တဲ့အတိုင်းကိုမှတ်ကပ်နေတာမို့လို့မမတင်တာတွေမမအောင်လို့နေထိုင်ဖို့ကိုပါခဲ့ပါတယ်။အန်နီနဲ့ချာလီကတော့အမြဲတမ်းကိုမှစကားတွေအပြန်လှန်ပြောနေခဲ့ပြီးတော့ပုံတွေလည်းအပြန်လှန်ပို့ပေးနေခဲ့ပါတယ်။စစ်ဖနီလို့ခေါ်တဲ့ကျောင်းရဲ့ခက်ဟော့ဟော့မိန်းကလေးတစ်ယောက်ကလည်းသူမရဲ့မွေးနေ့ပါတီကိုလာပြီးတော့ဖိတ်ပါတယ်။အခုဖြစ်သူကင်မရွန်ကလည်းတက္ကသိုလ်တက်ဖို့အတွက်ကိုမှပြင်ဆင်နေကြတာကြောင့်ပါတီကိုအန်နီတယောက်ထဲသာဆစ်လွတ်လိုက်ပါတယ်။ပါတီတစ်ခုလုံးမှာအရန်ဟောနေကြတာကြောင့်အန်နီကတော့စိတ်ချင်းကြက်နေခဲ့ပြီးတော့စစ်ဖနီတို့ကလည်းကောင်လေးတယောက်ကိုဘယ်လိုမျိုးဆွဲလန်းအောင်လို့တရှင်းဆိုပြရမလဲဆိုပြီးတော့တင်ငန်းစာတွေပို့ချနေတာမို့လို့အန်နီကလည်းလန့်ပြီးတော့အိမ်ကိုပြန်ပြေးလာခဲ့ရပါတယ်။အိမ်ရောက်တဲ့ခါမှာတော့အန်နီကလည်းအဖေဖြစ်သူကိုဒီကြောင်းတွေကိုပြောပြနေခဲ့ပြီးတော့သူမကိုလူငယ်ဆက်ဆက်နေဖို့ပြောကဖုန်းနဲ့ပဲအချိန်ဖြုံးမနေဖို့ကိုအကြံပေးခဲ့ပါတယ်။အန်နီကတော့သူမရဲ့ဘဝမှာသူမအခန်းထဲမှာပဲအချိန်ကုန်နေရတာကတဘာဝကြားခဲ့ပေမဲ့လို့အခုကတော့ချာလီနဲ့တူတူစကားပြောရတာကို crazy ဖြစ်နေခဲ့ပါတယ်။အန်နီကတော့တနေ့တာရဲ့ဖြစ်သမျှအကြောင်းတွေကိုပြောပြခဲ့ပြီးတော့ချာလီနဲ့ဗီဒီယိုကောပြောချင်ပေမဲ့လို့ချာလီကတော့ပြောဖို့ညှင်းဆန်ခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့အန်နီကစစ်ဖနီတို့နဲ့တူတူ shopping ထွက်လာခဲ့ပါတယ်။အန်နီရဲ့မိကတော့သူ့ရဲ့သမီးကိုဘာတွေဝယ်ခဲ့တာလဲဆိုပြီးတော့မေးတဲ့အခါမှာတော့အန်နီကတော့စစ်ဖနီတို့ရဲ့အကြံပေးချက်အရကဲကဲပေါက်စီတွေဖြစ်ဖို့ကြက်တဲ့အစင်နဲ့ဗရာလေးဝယ်လာခဲ့တယ်လို့ကြွားလိုက်ပါတယ်။ဒီလိုမျိုးလူကြီးဆက်ဆံဆက်စီကြတဲ့ပစ္စည်းတွေကိုဝယ်လာခဲ့တာမို့လို့အမေဖြစ်သူကတော့သူ့ရဲ့သမီးလေးကိုယောက်ျားလေးတွေအတွက်ကိုအချိန်ဖြုံးမနေပဲနဲ့တာမန်တာနေထိုင်ဖို့အတွက်ကိုမှတော်ကီတွေပွားနေခဲ့ပါတယ်။လိမ္မာတဲ့သမီးလေးကတော့အိမ်ပြန်ရောက်ချင်းမှပဲသူဝယ်လာတဲ့ပစ္စည်းတွေကိုရေးစားအသေးဆက်ဆက်ချလီစီကိုပြနေပါတယ်။ညရောက်တဲ့အခါမှာတော့အဖေကကင်မရွန်ကိုယောက်ျားတွေစီမှာရှိရမယ်ကျင့်ဝတ်တရားတွေအကြောင်းကိုတေချာဆုံးမပြီးတော့ပြောခဲ့ပါတယ်။ကောလိပ်ကျောင်းကိုတယောက်တည်းသွားပြီးတော့ဖြတ်တန်းရမှာကြောင့်ကိုရဲ့ခြေထောက်ပေါ်ကိုရက်ပြီးတော့ကိုထိန်းချဖို့ပြင်ကိုမှမပြည့်စည်ဖို့ကိုရောပြောကပစ္စည်းတွေကိုတူတူတင်ပေးနေခဲ့ပါတယ်။အဲ့ဒီချိန်မှာအန်နီကတော့သူ့ရဲ့အသက်20အရွယ်ကိုက25နှစ်ကိုပြောင်းသွားတာမို့လို့စိတ်ဆိုးပြီးတော့ပောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့လို့ဆယ်ကျော်တန်းမလေးရဲ့ချီဦးဖြစ်တဲ့ချာလီကတေချာကိုချော့နေခဲ့တာကြောင့်နှစ်ယောက်သားကတော့ပြန်ပြီးတော့အဆင်ပြေသွားခဲ့ကြပါတယ်။နောက်ရက်မနေ့အကိုဖြစ်သူကိုကောလိပ်တက်ဖို့အတွက်ကိုမှမိဘတွေကလိုက်ပို့တာကိုအကြောင်းပြပြီးတော့အန်နီကတော့ချက်ချင်းကိုချာလီနဲ့ကိုတွေ့ဖို့ချင်းခဲ့ပါတယ်။ကြောင်ပြေးပြီးတော့ချာလီနဲ့ဒိတ်ခဲ့ပေမဲ့လို့သူ့ရဲ့ရေးစားချာလီကအသက်ကိုလင်ခဲ့တဲ့ပြင်ကိုမှပုံကလည်းသူ့ရဲ့ပုံအစ်မဟုတ်ပဲနဲ့တခြားတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မလို့အန်နီကလည်းစိတ်ဆိုးသွားခဲ့ပေမဲ့လို့ချာလီကတော့သူဟာအန်နီအပေါ်မှာလင်ခဲ့ပေမဲ့လို့သူတို့ဟာချစ်ခဲ့ကြတာအစစ်မှန်တွေဖြစ်ခဲ့တာကြောင့်စင်မဆိုးဖို့ကိုပြောခဲ့ပါတယ်။အရင်မှလည်းအန်နီကတော့ချာလီရဲ့အပြောဆိုတွေအောက်မှာကျွေးစင်းသွားခဲ့ပြီးတဲ့နောက်မှာတော့တူတူလျှောက်ပြီးတော့လဲဖို့ကိုသဘောတူခဲ့ပါတယ်။အခုညချာလီနဲ့အန်နီတို့ကလည်းမုတ်တူတူစားခဲ့ပြီးတဲ့နောက်မှာတော့ချာလီကလည်းဆက်စီဆက်ဆန်အနီရောက်ဘီကနီတစုံကိုလက်ဆောင်ပေးပြီးတော့သူ့ကိုဝတ်ပြခိုင်းပါတယ်။အန်နီကတော့ချစ်သူကောင်းလေးသဘောကျဝစ်စင်ပြပြီးတဲ့နောက်မှာတော့စားနေကြကြောင်ဖားကြီးချာလီကအန်နီကိုနမ်းခဲ့ပြီးတော့အပြာရောင်ချင်းညာလေးဖြစ်ကုန်မှဖန်နေခဲ့ပါတယ်။ဒါပေမဲ့လို့နောက်ရက်တွေမှာချာလီကအန်နီကိုလုံးဝအဆက်အသွယ်မလုပ်ဘဲနဲ့ပျောက်သွားခဲ့ပါတယ်။အန်နီကနေရာအစုံကနေဆက်သွယ်ခဲ့ပေမဲ့လို့ဆက်သွယ်လို့လုံးဝမရခဲ့ပါဘူး။ဒါကြောင့်မို့လို့အခြေယူနေတဲ့အန်နီကတငယ်ချင်းတွေကိုလည်းအကောင်းမမြင်တော့တယ်လို့မျိုးအိမ်မှာလည်းတမိုင်မိုင်တထွေထွေဖြစ်နေခဲ့ရပါတယ်။တရက်မှာတော့အန်နီကိုအတန်းထဲတီကိုလာပြီးတော့ရဲတွေကခေါ်ဆောင်သွားခဲ့ပါတယ်။အန်နီရဲ့မိဘတွေကိုလည်းချက်ချင်းလာခဲ့ခိုင်းလိုက်ပြီးတော့အန်နီဟာပြီးခဲ့တဲ့ရက်တွေတုန်းကမော်ဒယ်တစ်ခုမှာအသက်35နှစ်အရွယ်အမျိုးသားတဦးရဲ့အာဓမပြုကျင့်ခံရတယ်လို့ပြောလိုက်ပါတယ်။အန်နီကိုတက်တဲ့အထောက်အထားတွေရဖို့နဲ့ကိုအာဓမအပြုကျင့်ခံရတဲ့ဟာဟုတ်မဟုတ်အတွက်ကိုမှအစင်6ဆင်းတဲ့အနေနဲ့ကိုစစ်ဆေးခဲ့ပါတယ်။စစ်ဆေးမှုတွေပြီးဆုံးသွားတဲ့အခါမှာတော့အန်နီကိုမိဘတွေစီကိုခေါ်လာခဲ့ပြီးတော့ရဲမှုဒေါကန်ကလည်းအန်နီနဲ့တူတူဆွေးနွေးဖို့ခွင့်တောင်းပါတယ်။အန်နီရဲ့မိဘတွေကလည်းသဘောမတူပေမဲ့လို့ဒါကလုံရိုးလုံစင်အတိုင်းဖြစ်တာကြောင့်လက်ခံခဲ့ရပြီးတဲ့နောက်မှာတော့အန်နီကဝတ်ခဲ့တဲ့ဝတ်စုံကိုတက်ဖြစ်ကိုမှတောင်းလိုက်ပါတယ်။အန်နီကတော့မိဘတွေမသိအောင်လို့ဖွက်ထားတဲ့အနီရောင်အင်ကြီးကိုရဲရီလက်ထဲကိုအပ်လိုက်တဲ့အခါမှာတော့အန်နီရဲ့မိဘတွေကတော့အမှုမှန်ပေါ်ဖို့ကိုအချိန်ဘယ်လောက်စောင့်ရမလဲဆိုပြီးတော့မေးခဲ့ပါတယ်။ရဲရရှိတွေကဒီလိုမျိုးအမှုတွေဟာတောင်းတဲ့ချီကိုရှိနေကြတာမို့လို့အန်နီအလှည့်ရောက်ဖို့ကိုအချိန်တော်တော်ကြာစောင့်ရအောင်မယ်လို့ပြောပါတယ်။ပြီးတော့လေအန်နီနဲ့ချာလီရဲ့ချက်တင်တဲကိုဝင်ပြီးတော့စစ်ဆေးပြီးတော့ချာလီရှိတဲ့နေရာကိုတိရဖို့ကိုကြိုးစားပါတယ်။အန်နီကတော့စကားပြောဖို့ရာအတွက်ကိုမလိမ့်လေခြင်းဘူးဆိုပြီးတော့ပြောတာမို့လို့အန်နီရဲ့ဖခင်အတွက်ကိုမှအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အန်နီကလည်းဟန်ဆောင်လိမ့်လေသဘောတူခဲ့ပြီးတဲ့နောက်မှာတော့ချာလီစီကိုစာပြန်ပို့ခဲ့ပါတယ်။ချာလီကလည်း reply ပြန်ခဲ့ပြီးတော့ဘယ်သူမှမရှိဘူးလို့တေချာမေးမြန်းပြီးတဲ့နောက်မှာတော့ဖုန်းကိုခေါ်လိုက်ပါတယ်။အန်နီကလည်းစကားလက်ခံပြောပေမဲ့လို့အထာနတ်တဲ့ချာလီကအန်နီဘေးရဲ့ရဲရရှိတွေရဲ့ဖုန်းနံပါတ်ကိုချေရခံမိပြီးတဲ့နောက်မှာတော့သူ့ရဲ့သတင်းကိုစုံစမ်းနေတာကိုရိပ်မိပြီးတော့ဖုန်းချသွားခဲ့ပါတယ်။ဒါကြောင့်မို့လို့အန်နီကလည်းစိတ်ထိခိုက်သွားခဲ့ပြီးတော့အခန်းထဲကိုပြေးဝင်သွားပါတယ်။ရဲတွေကလည်းအင်ကိုပြန်သွားခဲ့တော့မှအန်နီရဲ့ဖခင်ကအဲ့ဒီနေ့ကအန်နီကအော်ဟစ်ပြီးတော့အကူအညီတောင်းခဲ့လားဆိုပြီးတော့မေးပါတယ်။
ရဲတွေကလည်းအန်နီကအကူအညီမတောင်းခဲ့တာမို့လို့ဒါဟာအဓမ္မမှုမမြောက်ပေမဲ့လို့အသက်မပြည့်သေးလို့တရားရင်ဆိုင်ရမယ်လို့ပြောသွားခဲ့ပါတယ်။အန်နီရဲ့အဖေဝဲကလည်းသူသမီးအကြောင်းကိုပြန်တွေးပြီးတော့အခန်းထဲမှာအန်နီရဲ့ညှင်းဆန်နေရတွေကိုပြန်တွေးပြီးတော့စိတ်မကောင်းဖြစ်နေရပါတယ်။ဒါပေမဲ့လို့အန်နီကတော့သူ့ရဲ့အခြေရဲ့ကိစ္စကိုတွားတိုင်နေသူ့ရဲ့တငယ်ချင်းကိုတော်တော်လေးကိုမှစိတ်ဆူနေပါတယ်။အဲ့ဒါပြင်ကုန်မှာစေယောကအကြံပေးတဲ့ဆရာဝန်စီကိုလည်းချာလီအကြောင်းသာသူ့ဖေတို့မသိရင်အားလုံးကသူနဲ့သဘောတူမယ်လို့ပြောပြခဲ့ပါတယ်။ချာလီသူ့ကိုလာပြီးတော့ချင်းကပ်ခါစားက16နှစ်အရွယ်ကောင်လေးလို့ပြောခဲ့ပေမဲ့လို့တစားနဲ့တစားကိုအလိန်တွေကပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လို့ချာလီကတော့စကားပြောတတ်တဲ့ပြင်ကုန်မှာအန်နီကိုလည်းစိတ်သက်ခွန်အားတွေပေးတာကြောင့်သူတို့ကတော့အရန်ကောင်းတဲ့ချစ်သူတယောက်လိုတွေ့ထားခဲ့ပါတယ်။ရဲဘက်ကနေပြီးတော့ချာလီရဲ့ credit card တင်နေရကိုရှာတွေ့သွားခဲ့ပြီးတော့ချာလီလို့ထင်ရတဲ့လူတွေရဲ့ပုံတွေကိုလည်းဝဲကူပေးခဲ့ပါတယ်။ဝဲကလည်းအန်နီကိုပြဖို့အတွက်ကိုမှခေါ်ပြီးတော့မေးခဲ့ပေမဲ့လို့အန်နီကတော့ချာလီမပါဘူးဆိုပြီးတော့ညှင်းလိုက်ပါတယ်။ဝဲကလည်းအန်နီအတွက်ကိုမှဖုန်းအသစ်တစ်လုံးကိုဝယ်ပေးခဲ့ပြီးတော့အဲ့ဒီဖုန်းမှာချာလီကိုဆက်သွယ်ရင်တော့သူကိုယ်တိုင်ဖုန်းကိုပြန်သိမ်းပြီးတော့နောက်ထပ်လည်းအန်နီကိုယုံကြည်မှုမပေးတော့ဘူးဆိုပြီးတော့တတိပေးခဲ့ပါတယ်။နောက်ရက်မှာတော့ရဲတွေကချာလီကိုအကွက်ချပြီးတော့ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့လို့အကွက်ကြုံမြင်ခဲ့တဲ့ချာလီကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီအကြောင်းတွေကိုတည်သွားတဲ့ဝဲကလည်းရဲရီရဲ့သုံးမချမှုကိုအပြစ်ပုံချပြီးတော့ချာလီကိုသူ့ကိုယ်တိုင်ရှာဖို့အတွက်ကိုစပြီးတော့အကောင့်ထဲဖော်နေခဲ့ပါတော့တယ်။ပြီးတော့အန်နီရဲ့ဒိုင်ယာရီထဲမှာပါတဲ့အကြောင်းအရာတွေကချာလီကအာဓမပြုခြင်းခံရတာမဟုတ်ပဲနဲ့အန်နီကိုရိုင်ကိုကအလိုတူအလိုပါဖြစ်ခဲ့ပြီးတော့အခုထိတောင်မှချာလီရဲ့ပြုမှုရိုးရာတွေကိုတတိယနေတဲ့ဆိုတာတွေကိုရေးသားထားပါတယ်။ပြီးတော့လည်းအမြဲတမ်းကိုမှမယုံမကြည်ဖြစ်နေတဲ့ဖခင်ဖြစ်သူကိုလည်းအန်နီကညှို့ညင်လာခဲ့ပြီးတော့တာဖာနှစ်ယောက်ကတော့ပြဿနာတွေတက်ကြပါတယ်။ဝဲကတော့အန်နီနဲ့ကိုဆွေးနွေးနေကြဖြစ်တဲ့စိတ်ပညာဆရာဝန်စီကိုသူ့အတွက်ကိုတွားရောက်ဆွေးနွေးခဲ့ရတဲ့အဆင့်ထိပါရောက်ပြီးတော့အမြဲတမ်းလိုချာလီအကြောင်းတွေးခဲ့ပြီးတော့ဒေါသတွေပဲထွက်နေတာမို့လို့ပတ်ဝန်းကျင်မှာလည်းဆက်ဆံရေးတွေကပျက်စီးလာပါတယ်။အခုဖြစ်သူကောလေးကပြန်လာတဲ့အခါမှာမိသားစုညစာစားကြပြီးတော့အားလုံးကလည်းပျော်ရွှင်နေခဲ့ပေမဲ့လို့မပျော်ရွှင်နိုင်တဲ့တယောက်ကတော့အန်နီပဲဖြစ်ပါတယ်။သူမရဲ့ကိုကကောလေးကအကြောင်းတွေကိုပဲပြောပြနေခဲ့ပေမဲ့လို့အန်နီဟာသူ့ရဲ့အကြောင်းတွေကိုသူ့ဖေကပြောပြမှကိုစိတ်ပူနေခဲ့ပါတယ်။ဒါပေမဲ့လို့သူ့ဖေကဘာမှကိုမှမပြောပြတာကြောင့်အန်နီကလည်းစိတ်သက်သာရသွားခဲ့ပါတယ်။အဲဒီညမှာပဲရဲဘက်ကအရာရှိတွေကချာလီရဲ့ DNA ကိုရလာတာကြောင့်သတင်းလာပေးခဲ့ပါတယ်။တကယ်လည်းရဲတွေရထားတဲ့အချက်လက်တွေရချာလီဆိုတာကဒီလိုမျိုးလေအမြဲထုတ်တဲ့ပြစ်ချက်တွေအများကြီးရှိခဲ့တဲ့ပြည်ကမှအသက်ငယ်တဲ့မိန်းကလေးတွေကိုလည်းမတော်မတရားကြင်ကြံလေးရှိပါတယ်။ဒီကြောင့်တွေကိုကြားလိုက်ရတဲ့အန်နီကတော့သူချစ်ရတဲ့ချာလီမှာတခြားသူတွေရှိနေခဲ့တာလားဆိုပြီးတော့မေးပေမဲ့လို့တကယ်ကတော့ချာလီကတခြားတယောက်ရှိတာမဟုတ်ပဲနဲ့အန်နီလိုမျိုးဖျားယောင်းခံထားရတဲ့မိန်းကလေးတွေပဲဖြစ်ပါတယ်။ဒါကိုတည်သွားတဲ့အန်နီကတော့ချက်ချင်းပဲငိုကြွေးကသူ့ရဲ့စေယောဂဆီယာမစီကိုတွားခဲ့ပါတယ်။သူ့ကိုချစ်ပါတယ်လို့ယုံကြည်ထားတဲ့ချာလီကဒဇင်မင်းကလေးတွေကိုလည်းသူ့လိုမျိုးလိုက်ပြီးတော့အမျက်ထုတ်နေတာကြောင့်ယူကြုံမရဖြစ်နေပါတယ်။သူ့ကိုလှတယ်လို့ပြောခဲ့တဲ့စကားတွေသူမကိုအားပေးခဲ့တာတွေဝယ်ပေးခဲ့တဲ့လက်ဆောင်တွေပျော်ရွှင်အောင်လုပ်ပေးခဲ့တာတွေကသူမတယောက်တည်းအတွက်ကိုတီးတတ်မဟုတ်တာကိုတည်သွားခဲ့တဲ့အခါမှာတော့အန်နီဟာလည်းသူမဘက်ကနေချာလီအတွက်ကိုကောက်ွယ်ပေးခဲ့တာတွေကိုနှောင့်နှားရပြီးတော့သူမရဲ့ပေးခဲ့တဲ့အချစ်တွေဘဝရီအတွက်ကိုမှစိတ်မကောင်းဖြစ်နေရပါတယ်။မိဘနှစ်ယောက်ကတော့အန်နီကိုအိမ်ကိုပြန်ခေါ်လာခဲ့ပြီးတော့သူတို့ရဲ့သမီးလေးကိုလည်းပြန်ပြီးတော့ပျော်ရွှင်ဖို့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုတွေ့နေခဲ့ပါတယ်။ဝဲကတော့ခုထိကိုမှအန်နီရဲ့အကောင့်ထဲကိုဝင်စစ်ဆေးခဲ့ပြီးတော့ချာလီဆိုတဲ့ကောင်ကလည်းသူ့ရဲ့ပစ္စည်းပုံတွေကိုအန်နီကိုပို့ပေးထားတာကြောင့်ဒေါသထွက်နေခဲ့ပါတယ်။အန်နီရဲ့မိကတော့ဒီလိုမျိုးအထိပ္ပယ်မရှိတဲ့အရာတွေကိုမလုပ်ပဲနဲ့ဝမ်းနေနေတဲ့အန်နီကိုပဲပျော်ရွှင်အောင်လုပ်ပေးဖို့ကိုဝဲကိုတိုက်တွန်းနေပါတယ်။ဝဲကတော့အန်နီအတွက်ကိုမှအမှန်တရားကိုရှာဖွေချင်နေတာကြောင့်အန်နီမိကတော့ဒေါသထွက်သွားခဲ့ပါတယ်။ဒီလိုမျိုးကိုယ့်ရဲ့သမီးရဲ့ဘေးနားမှာအားပေးရမယ့်ချိန်မှာအခုထိကိုအတိတ်ကနေရုံမထွက်နိုင်တဲ့ဝဲကိုလည်းတော်တော်လေးကိုမှစိတ်တူနေပါတယ်။ဒီလိုနဲ့လင်မယားနှစ်ယောက်ကတော့စကားများကပြဿနာတွေတက်ခဲ့ကြပါတယ်။ကျောင်းမှာအန်နီကိုနီးပြဆရာကဗော်လီဘောပြိုင်ပွဲအတွက်ကိုလူစားထိုးပြီးတော့ဝင်ပြိုင်စေခဲ့ပါတယ်။အန်နီရဲ့တကြောပြန်ပြီးတော့ကစားပွဲအတွက်ကိုမှဝဲကပါကိုယ်တိုင်လာပြီးတော့အားပေးနေတဲ့ချိန်မှာပဲတစ်ဖက်ကကျောင်းသားမိဘကိုမြင်သွားခဲ့ပါတယ်။သူရဲ့ပုံစံကအဖြူရောင်စပင်နဲ့အတူအရန်မောင်းကလည်းချာလီနဲ့ကိုတူနေတာမို့လို့တိမ်မထိန်နိုင်တဲ့ဝဲကအဲ့ဒီလူကိုတွားပြီးတော့ထိုးလိုက်ပါတယ်။ဒါပေမဲ့လို့အန်နီအကြောင်းကိုတီးတဲ့သူတွေကအန်နီကိုမကောင်းတဲ့မိန်းကလေးဆိုပြီးတော့အင်တာနက်မှာနာမည်ဖြစ်ကြပါတယ်။ဒါတွေကိုတည်သွားတဲ့အန်နီကတော့သူ့ကိုယ်သူစီးရီအများကြီးတောက်ကတက်တည်ခဲ့ပါတယ်။အန်နီရဲ့မိဘတွေကတော့ဒီကြောင်းတွေကိုတည်သွားကြတာကြောင့်အချိန်မီကိုကယ်လိုက်နိုင်ပေမဲ့လို့အန်နီကိုတိတ်ချစ်တက်တဲ့ဝဲကတော့စိတ်ထိခိုက်သွားပါတယ်။အားလုံးကလည်းသူ့ကြောင့်ဖြစ်ရတာဆိုပြီးတော့အစောကြီးကတည်းကသမီးကိုမဆုံးမပဲနဲ့ယုံကြည်မှုလွန်ကဲနေတာမို့လို့ဒီလိုမျိုးမဖြစ်တဲ့နာတွေဖြစ်ရတာပါဆိုပြီးတော့အန်နီကိုတောင်းပန်ခဲ့ပါတယ်။အန်နီကလည်းသူ့ရဲ့အမှားတွေကြောင့်အားလုံးစိတ်ညစ်ရတာပါလို့ပြောကပြန်တောင်းပန်ပြီးတော့တာဖနှစ်ယောက်စလုံးကလည်းဒီကိစ္စကိုဘာမှကိုမှဆက်မလုပ်တော့ဘဲနဲ့ပြီးပုံးကချလိုက်ပါတယ်။မိန်းကလေးတွေကိုဖျက်ဆီးနေကြဖြစ်တဲ့စားနေကြကြောင်ဖားကြီးချာလီကတော့ကောလိပ်ကျောင်းကယူပပေတာဆရာတယောက်ပဲဖြစ်ပါတယ်။သူ့မှာသားလေးနှစ်ယောက်ရှိတဲ့ပြင်ကမှအင်တာနက်လောကရဲ့အပြင်မှာဂုံတိတ်ခါရှိနေထိုင်တတ်တဲ့လူလည်းဖြစ်နေပြန်ပါတယ်။ဒီကလေးအရာကတော့မိန်းကလေးတွေအင်တာနက်ကနေစိတ်ကစားပြီးတော့မိမိရဲ့ဘဝကိုအပြည့်အစည်းမခံဖို့နဲ့တကယ်သာဖြစ်လာခဲ့ရင်ကိုယ့်ရဲ့မိဘတွေကကိုယ့်ထက်ပိုပြီးတော့စိတ်ထိခိုက်ကြရတာမို့လို့အမှားတွေကင်းအောင်နေကြပါလို့စကားလက်ဆောင်လေးလည်းပါလိုက်ခြင်းပါသေးတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။စကားကောင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။နောက်ထပ်စကားကောင်းလေးတွေမှာပြန်လည်တွေ့ဆုံကြပါမယ်။